ရှုံးတယ်ချိန်ခါသမီးဖြေပါချစ်ဆုံးလေးတို့ရမသူဆုံးနေမောင်ဖိန်းဝင်ရနဲ့မင်္ဂလာတို့သမီးစိုးပြည့်သစင်တို့ရဲ့စူရရိုက်ဘဗိသိက်မင်္ဂလာပွဲတပည့်ကြီးကိုစင်ရင်ကျင်းပရင်ချိန်ခါနေရောချစ်ဆုံးရဲ့ရင်နေသူချင်နာနန်းတွေကိုမမောနေချစ်လေးဥပမာမြပြတ်တော့စေတွေ့လက်တွေ့ခိုင်ကမြဲစိုးလေးရမမြဲချမ်းနေချလာမိမိရင်၌ဖြစ်သောသားနဲ့သမီးကိုအရေးလူအရေးပါကိုထွန်းပေါက်လေရိုးရင်းချစ်စီခိုက်ပြီးဆိုင်ရှိရဒီငြိမ်အေးချမ်းသောဘဝကိုရရှိမပြတ်စီစီမငြိမ်နှလုံးထုံးလွှမ်းရအောင်ဒီကနေ့မှာတော့